ကမ္ဘာမှာ American နိုင်ငံရဲ့စစ်ခြေဆိုင်စခန်းတွေအများကြီးရှိပါတယ်။ဒါတွေအားလုံးကိုရတဲ့နေရာမှာဖြစ်တယ်လို့သိဆောက်ထားတာမဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာတော့ American နိုင်ငံကအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ပေါ်ထွက်လာပါတယ်။အဲဒီနေရာမှာပဲရက်တည်နေရမဟုတ်ဘဲနဲ့တစ်ကမ္ဘာလုံးကိုမဟာဗျူဟာကျကျကိုလွှမ်းမိုးထားနိုင်ပါတယ်။ဆိုဗီယက်ရုရှားနဲ့စစ်ရေးတိုက်ပွဲတွေဆင်နွှဲနေရတဲ့ကာလတစ်လျှောက်လုံးမှာဥရောပအာရှနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာစစ်စခန်းများစွာကိုတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ဒါတွေအားလုံးဟာရှေ့ရန်ခံစစ်တွေဖြစ်ပြီးတော့ American မြေအထိကိုချင်းချောင်းနိုင်တဲ့အဆင့်ကိုပြိုင်ဘက်နိုင်ငံတွေကမရောက်ခဲ့ကြပါဘူး။မဟာမိတ်နိုင်ငံတွေကိုအနီးကပ်ထိန်းချုပ်ကာကွယ်စောင့်ကြည့်နိုင်ခြင်းနဲ့လူသားချင်းစာနာရေးအကူအညီတွေကိုလည်းအလင်းအမြန်လုပ်နိုင်တဲ့အခြေအနေတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။အထူးသဖြင့်ဂျာမနီ၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုအမေရိကန်နိုင်ငံရဲ့ထိရဲအောက်မှာထားပြီးတော့သူတို့ကိုပြန်မလည်နိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးထားနိုင်ပါတယ်။ယနေ့ခေတ်ကမ္ဘာပေါ်မှာစစ်စခန်းပေါင်း100ကျော်ကိုအခြေစိုက်ထားနိုင်တဲ့အထိအောင်မြင်မှုတွေရရှိပါတယ်။တချို့သောနိုင်ငံတွေမှာစစ်စခန်းတစ်ခုတည်းမကပိုရှိပြီးတော့မူလနိုင်ငံရဲ့စစ်သားအရေးထွက်တဲ့တောင်မှသူကပိုများနေတာမျိုးတွေရှိပါတယ်။ဒါကအမေရိကန်ရှေ့ဖို့ဘေးတွေရဲ့အမျိုးမျိုးကြီးမှုဖြစ်ပြီးတော့ယနေ့ခေတ်ခေါင်းဆောင်တွေအားလုံးကလည်းဒီအတိုင်းပဲနိုင်ငံအသစ်တွေမှာစစ်အခြေစိုက်စခန်းဆောက်နိုင်ဖို့အတွက်ကြိုးစားနေတာကိုအားလုံးကအသိပဲဖြစ်မှာပါ။ဒါတွေအားလုံးကသမ္မတဒေါ်နယ်ထရန့်ပြောနေတဲ့အမျိုးသားလုံခြုံရေးထက်တော့အများကြီးပိုပါတယ်။ဒီအချက်တွေကြောင့်မလို့ရန်သူမိတ်ဆွေအားလုံးကိုအနီးကပ်ထိန်းချုပ်ထောက်လှမ်းနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိပါတယ်။အမေရိကန်နိုင်ငံကပြည်ပနိုင်ငံတွေရဲ့တိုက်ခိုက်ခံရနိုင်ခြင်းနေပြီးတော့လုံခြုံတဲ့နိုင်ငံလို့ပြောနေကြတာလေမမှားဘူးလို့ပြောလို့ရပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အားလုံးရဲ့အမြင်ဘယ်လိုရှိပါသလဲ။အမေရိကန်နိုင်ငံရဲ့အားနည်းချက်အားသာချက်တွေကိုလည်းဝေဖန်သုံးသပ်ပြီးသွားလို့ရပါတယ်ဗျ။